န်ကလေးရဲ့ခုဆိုဖို့ကြံရွယ်ဘလရဲ့မချူရဲ့ကိုယ်စိတ်မှာပဲကြည်ပြီးချစ်နေတယ်လူတကာချွေမလဲဆိုတဲ့တော်ဝင်သူလေးရဲ့ကိုလေးဘယ်လိုများလို့ရမလဲကနာရီလာမင်းသမီးလေးလို့သိလာတဲ့သူရဲ့ပါမွန်ရဲ့နှခမ်းလေးတွေတွေ့ရင်တည်းဆွဲပြီးကွယ်ကနဝင်စံတင်သူရဲ့ကောင်းလို့ကိုဖြစ်ချင်မိတယ်ရာဇဝင်တွေအောင်ချစ်ပြလိုက်မယ်ပန်းလေးပွင့်တာကိုမှမြင်တိုင်းမြင်လေးပြုံးတယ်လို့ပဲမျက်လုံးနဲ့ဝေဆွဲလို့နေချစ်ဆုံးချစ်သူရဲ့ပန်းကလေးပွင့်တာလား